Why the Earth's magnetic field is important. ကမ္ဘာတန်လိုက်စက်ကွင်းကဘာကြောင့်အရေးပါလဲ။သားတို့သမီးတို့ရောသိလား။ဒီနေ့ကတော့အဲ့အကြောင်းလေးပြောပြမယ်နော်။ What is Earth's magnetic field? Earth magnetic field ဆိုတာဘာလဲ။ကမ္ဘာတန်လိုက်စက်ကွင်း။ကမ္ဘာတန်လိုက်စက်ကွင်းမှာကဘယ်လိုဖြစ်လာလဲဆိုတော့ the Earth behaves like a giant magnet because of moving molten iron in its outer core သူ့ရဲ့ကမ္ဘာရဲ့ outer core မှာ molten iron တွေ moving ရွေ့နေတဲ့အတွက်ကြောင့် giant magnet ကြီးရှိနေတယ်လို့ထင်ရတာပေါ့နော် behave ပြုမှုနေ giant magnet ရှိတယ်လို့ပြုမှုနေတယ် This creates a magnetic field that surrounds the planet called the magnetosphere အဲ့တော့ဒီ magnetic field အနေနဲ့ create လုပ်နေတယ်သူ့ရဲ့နားမှာဒီ planet ရဲ့ planet ရဲ့နားမှာ magnetic field သွားနေတယ်အဲ့ sphere အဲ့ဒီနားဝန်းကျင်ကိုဘာလို့ခေါ်လဲဆိုရင် magnetosphere လို့ခေါ်တယ်အဲ့တော့ဒီချေတို့ဘာတန်လိုက်စက်ကွင်းနဲ့ဘယ်လိုသိနိုင်လဲဆိုလို့ရှိရင်ဒီတန်လိုက်စက်ကွင်းရှိတယ်မရှိဘူးဆိုတာကိုဒီချေတို့က compass နဲ့တိုင်းလိုက်တယ်တိုင်းလိုက်တဲ့အခါမှာဒီ compass needle ကနေပြီးတော့မြောက်ဖက်လို့ပြတာဒီဟာလေးကမြောက်ဖက်လို့ပြတယ်မြောက်ဖက်လို့ပြရဲဆိုရင်တန်လိုက်စက်ကွင်းဒီမျိုးတူတာ attract လုပ်တာ哦အဲ့တော့ဒီဟာက north အရက်လို့ပြရဲဆိုရင် magnetic field အနေနဲ့သူကမျိုးမတူတာကို attract လုပ်မှာဖြစ်တဲ့အတွက်ကြောင့်အဲ့နေရာဒီ south pole တန်လိုက်အနေနဲ့က magnetic south pole ဖြစ်မယ်ဒါပေမဲ့တန်လိုက်အိမ်မြောင်ကပြတာကမြောက်အရက်ကိုညွှန်တဲ့အတွက်ကြောင့်သူ့ကိုမြောက်အရက်လို့သတ်မှတ်ထားတယ် geographic north pole အဲ့ဒါကအဲ့တော့ဒီဘက်က geographic north pole လို့သတ်မှတ်လိုက်တယ်ပထဝီအနေအထားအရ north pole လို့သတ်မှတ်လိုက်တဲ့အတွက်ကြောင့် magnetic north pole လို့ပဲသတ်မှတ်လိုက်တယ် magnetic north pole ဒီကနေဒါမှာရှိတယ်သူက arctic ဘက်မှာရှိတာပေါ့ location ကနောက်ကဒီဘက်ကကြတော့ magnetic north pole ပေါ့တန်လိုက်အိမ်မြောင်က south လို့ပြတဲ့နေရာဒီတန်လိုက်စက်ကွင်းအရာ north pole အဲ့တော့ဒါပေမဲ့လည်းပထဝီအနေအထားအရာကတောင်ဘက်မှာရှိနေတယ်အဲ့အတွက်ကြောင့် geographic south pole ဒီmagnetic south pole လို့ပဲသတ်မှတ်လိုက်တယ်အဲ့ဒါကဘယ်မှာရှိလဲဆိုလို့ရှိရင် Antarctica ဘက်မှာရှိတယ်နော် Why Earth's magnetic field is important အဲ့တော့ကမ္ဘာတန်လိုက်စက်ကွင်းကဘာကြောင့်အရေးပါလဲ Earth's magnetic field is vital for life on our planet primarily acting as an invisible sheet that protects our atmosphere from deadly solar radiation and cosmic rays ဒီတန်လိုက်စက်ကွင်းကဒီချေတို့ planet ပေါ်မှာရှိတဲ့လူသားတွေအတွက်ကအရေးပါတယ်ဘဝတွေအတွက်ရှင်သန်မှုအတွက်အရေးပါတယ်ဒါပေမဲ့ဒီ shield ကို magnetic field ကိုမြင်ရလားဆိုတော့မမြင်ရဘူးဒါပေမဲ့နေရဒီလာတဲ့ solar radiation တွေအဲ့ဒါအန္တရာယ်ရှိရနော်သေတောင်သေစေနိုင်တဲ့ cosmic ray တွေအဲ့ဒီတွေကနေအဲ့ကနေပြီးတော့သူက protect လုပ်ပေးတယ်အဲ့တော့ how it is useful ဒီတန်လိုက်စက်ကွင်းကဘယ်လိုအသုံးဝင်လဲဆိုရင် navigation အနေနဲ့သုံးနိုင်တယ် protect light from radiation တွေကနေပေါ့နော် solar radiation တွေကနေ protect လုပ်နိုင်တယ် atmosphere ကို preserve လုပ်ပေးတယ်အဲ့ရနေပြီးတော့ဘာတွေပေါ်လာလဲဆိုရင် aurora rays တွေပေါ်လာတယ်နောက် animals တွေ migrate လုပ်တဲ့အခါမှာလည်းကူညီပေးတယ်navigation compass အနေနဲ့ magnetic field ကိုသုံးတယ်နော်အဲ့တော့ compass က points towards the magnetic north အဲ့တော့တန်အိမ်မြောင်ဒီ magnetic north ဘက်ကိုပဲပြတယ် human have used this for centuries to travel on land and sea လူသားတွေကဒီ compass ကို
ပင်လယ်တွေသွားတဲ့အခါမှာဒီ travel လုပ်တဲ့အခါတွေမှာနော်ကုန်းပေါ်မှာ travel လုပ်တဲ့အခါတွေမှာနှစ်ပေါင်းများစွာဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကသုံးခဲ့တယ် even though it is a backup when GPS fail ခုခေတ်မှာတော့မှ GPS မကောင်းတော့ဘူးဆိုရင်ဒီ canvas ကို backup အနေနဲ့သုံးတယ် GPS ဆိုတာရောတာတို့သမီးတို့သိလား GPS ဆိုတာ global positioning system ဒါ satellite based ပေါ့ system ပေါ့နော်ကိုဘယ်နေရာရောက်နေလဲကိုယ့်ရဲ့ location ကိုပြတာပေါ့နော်ဘယ်နေရာကိုသွားမလဲဆိုပြီးတော့ satellite ကနေပြီးတော့ရှာ GPS protection from harmful space radiation တန်လိုက်စက်ကွင်းကနေရောင်ခြည်ကလာတဲ့အန္တရာယ်ရှိတဲ့ radiation တွေကိုလည်းကာကွယ်ပေးတယ် the sun emits solar wind charged particles တွေเนาะအဲ့ solar wind ဆိုတာအရင်ဆုံးဘာလဲဆိုတာတားတော့သမီးတို့သိဖို့လိုတယ် solar wind ဆိုတာကသူ့မှာ high level energy တွေရှိတဲ့ particles တွေအဲ့ဟာကိုနေရောင်ခြည်ကထုတ်လွှတ်လိုက်တယ်အဲ့လိုထုတ်လွှတ်လိုက်တဲ့အခါမှာတချို့တို့ကဘာမြေကြီးရဲ့ဝန်းကျင်မှာ magnetic field ရှိနေတယ်အဲ့တော့ the magnetic field deflects most of these particles အဲ့တော့တန်လိုက်စကွင်းကဒီ particles တွေကို deflect လုပ်လိုက်တယ်အဲ့တော့ without it ဒီတန်လိုက်စကွင်းသာမရှိဘူးဆိုလို့ရှိရင် harmful radiation could damage living organisms and atmosphere အဲ့တော့ဒီအန္တရာယ်ရှိတဲ့ဒီ radiation ကတချို့တို့ကမ္ဘာပေါ်မှာရှိတဲ့သက်ရှိလူသားတွေကိုပျက်စီးစေနိုင်တယ်ကမ္ဘာလေလူလွှာ atmosphere ကိုလည်းပျက်စီးစေနိုင်တယ်နောက်တစ်ခါဒီ radiation ကြီးဒါတချို့တို့ကမ္ဘာကိုကြာရောက်ခဲ့မယ်ဆိုလို့ရှိရင်လက်ရှိသုံးနေတဲ့power grid တွေ failure ဖြစ်မယ် pipeline တွေ corrosion ဖြစ်မယ်နောက် satellite တွေ damage ဖြစ်နိုင်တယ်အဲ့ခါမှာ communication drop ဖြစ်နိုင်တယ်အားကြောင့်ဒီတန်လိုက်စကွင်းကြီးကဒီချေတို့ကဘာအတွက်အရန်ကို safe ဖြစ်တာပေါ့နော်ကဘာကို protect လုပ်ပေးတယ် Earth's magnetic field keeps the atmosphere stable by deflecting the solar wind, a stream of charged particles from the sun that would otherwise strip away gases. ကမ္ဘာတန်လိုက်စကွင်းကနေကနေလာမဲ့ solar wind တွေကို deflect လုပ်ခြင်းအပြင်ဒီ terra ရဲ့ atmosphere ကို stable ဖြစ်စေတယ်ဒီ this protective shield form a region called the magnetosphere which acts as a physical barrier against atmospheric erosion ဒီကမ္ဘာတန်လိုက်စကွင်းကြီးက shield အနေနဲ့ဒီကျတို့ကမ္ဘာကြီးကိုကာကွယ်ထားတယ်အဲ့နေရာကိုဘာလို့ခေါ်လဲဆိုရင်အဲ့ region ကို magnetosphere လို့ခေါ်တယ်သူက atmospheric erosion ကိုကာကွယ်ပေးတယ်barrier အနေနဲ့သူတားဆီးပေးတာပေါ့နော် by doing so it prevents this space radiation from stripping away our atmosphere and destroying the ozone layer which filter out harmful ultraviolet UV radiation အဲ့တော့ barrier အနေနဲ့တန်လိုက်စကွင်းကာကွယ်ပေးထားတဲ့အတွက်ကြောင့်ဒီ space radiation တွေကိုကာကွယ်ပေးတယ်တချို့တို့ကဘာကြီးကိုလာမဲ့ space radiation ကာကွယ်ပေးတယ်နောက်တစ်ခုကတော့ ozone layer ပျက်စီးမှုကိုလည်းကာကွယ်ပေးတယ်အဲ့တော့ ozone layer ကြီးရောတချို့တို့ကိုဘယ်လိုအကျိုးရှိလဲဆိုတော့ဒီ ozone layer ကြီးကနေကနေလာတဲ့ UV radiation ultraviolet radiation တွေကိုသူ absorb လုပ်ပေးတယ်အဲ့အတွက်ကြောင့်သူကozone layer ကြီး absorb လုပ်လိုက်တဲ့အတွက်ကြောင့် skin cancer ဖြစ်တာတွေမဖြစ်တော့ဘူးနောက်က eye damage တွေမဖြစ်တော့ဘူးနောက်တစ်ခါဒီ ozone layer က absorb လုပ်ထားဒီ UV တွေကို absorb လုပ်တဲ့အတွက်ကြောင့် plants and agriculture တွေအတွက်လည်း safe ဖြစ်တယ်နောက်က climate changes တွေလည်းမဖြစ်တော့ဘူးเนาะဒီချေတို့ရဲ့ atmosphere မှာဆိုရင် layer တွေရှိတယ်အဲ့ဒီ layer တွေကကမ္ဘာမြေကြီးနဲ့အနီးဆုံးနေရာမှာ troposphere, stratosphere, mesosphere, thermosphere နဲ့ exosphere ဆိုပြီးတော့အဆင့်ဆင့်ရှိရယ် ozone layer က stratosphere ထဲမှာရှိရပါတော့ when
particles enter near the poles. Two particles တွေကတချို့ကဘာကြီးရဲ့ poles တွေနားကိုဝင်လာတယ်။ when charged particles from the sun, mostly electrons and protons, slam into Earth's upper atmosphere, they collide with atmospheric gases and Earth's magnetic field. These collisions transfer energy, causing the gases to glow and create the beautiful dancing lights we call aurora. နေကနေပြီးတော့ charge particles တွေပါတယ်အဲ့တော့ charge particles တွေမှာအများအားဖြင့် electron နဲ့ proton တွေပါတယ်အဲ့တော့သူတို့ကတချို့ကဘာကြီးစီကိုလာတဲ့အခါမှာ atmosphere ရဲ့အပေါ်မှာရှိတဲ့ကဘာရဲ့ atmosphere အပေါ်ကိုတွားပြီးတော့တိုက်မိတယ်ဒီအဲ့လိုတိုက်မိတဲ့အခါမှာတချို့ကဘာကြီးမှာဘာရှိနေလဲဆိုတော့ atmospheric gases တွေရှိတယ်နောက်တစ်ခါ earth magnetic field တန်လိုက်စက်ကွင်းတွေရှိတယ်အဲ့ဒါတွေနဲ့တိုက်မိတဲ့အခါမှာသူတို့ energy တွေ transfer ဖြစ်တယ်အဲ့အခါမှာgases တွေဖြစ်လာတယ်အဲ့ gases တွေကနေပြီးတော့ create grow and create the beautiful dancing light တော့အရင်လှတဲ့အလင်းရောင်ကြီးတွေထွက်လာအဲ့အလင်းရောင်တွေဘာလို့ခေါ်လို့ဆိုရင် aurora လို့ခေါ်တယ်အဲ့အရောင်တွေမှာအများအပြား green လို့ purple red blue light တွေပါတယ်အဲ့ဒါဘာဖြစ်လို့ဖြစ်တာလဲဆိုတော့ဒီချေတို့ရဲ့ atmospheric gases ထဲမှာအများအားဖြင့် oxygen နဲ့ nitrogen တွေပါတယ်အဲ့တော့ဒီ oxygen ကနေပြီးတော့ဘာအရောင်တွေထွက်လဲဆိုရင် green light နဲ့ red light တွေထွက်တယ် nitrogen ကနေပြီးတော့ purple နဲ့ violet light တွေ blue light တွေထွက်တယ်အဲ့အတွက်ကြောင့်ဒီ collision ဖြစ်တဲ့အခါမှာ particles တွေ glow ဖြစ်တာကိုမြင်ရတာပေါ့နော် northern or southern lights အဲ့တော့ northern light ကိုဘယ်မှာတွေ့နိုင်လဲဆိုရင် Arctic Circle မှာတွေ့နိုင်တယ် northern hemisphere မှာတွေ့နိုင်တယ်ဘယ်အချိန်မှာကြည့်လို့ရလဲဆိုလို့ရှိရင် late August to early April အတွင်းမှာကြည့်နိုင်တယ်သူ့ကိုဘယ်နိုင်ငံတွေအနေနဲ့ Iceland, Norway, Sweden, Canada နဲ့ Alaska တွေမှာတွေ့နိုင်တယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်လာပြီးတော့ကြည့်ရတဲ့သူတွေပေါ့နော် tourists တွေကများတာပေါ့သူက more famous and widely observed due to higher human population density and infrastructure near the Arctic. Arctic နားမှာရှိတဲ့အတွက်ကြောင့်နောက်လူဦးရေလည်းထူထပ်တဲ့အတွက်ကြောင့်အဲ့မှာလာတဲ့ foreigner တွေပုံများတယ် Southern Light ကကြတော့ဘာမှတွေ့နိုင်လဲဆိုရင် Antarctic Circle နော် Southern Hemisphere မှာတွေ့နိုင်တယ်ဘယ်အချိန်မှာမြင်ရဘယ်လတွေမှာမြင်ရလဲဆိုလို့ရှိရင် March to September အတွင်းမှာတွေ့ရတယ်သူက very remote ဖြစ်တယ်เนาะ Southern Light ကိုတွားကြည့်ဖို့တော့ကအရင်ဝေးတယ် Antarctica နဲ့ New Zealand နဲ့ Australia တွေမှာပါလေ rarely seen เนาะကြည့်ဖို့ for now other southern tips of South America အဲ့ဒီကနောက်တစ်ခုက Antarctic connection ကအေးတယ် icy ဖြစ်တယ် isolated ဖြစ်တယ်သူ့ရဲ့က harsh ဖြစ်တယ်အဲ့တော့ tourist တွေအနေနဲ့ကြည့်ဖို့ကနည်းနည်းလေးနည်းတာပေါ့နော်အဲ့တော့အများအားဖြင့်သွားပြီးကြည့်လေ့ရှိတာကတော့ northern light ကိုသွားပြီးတော့ကြည့်ကြတယ်တားတို့သမီးတို့ရောမကြည့်ကြဘူးလားဒီချေတော့ကြည့်ချင်တယ်သိလား Earth magnetic field helps animals navigate တန်လိုက်စက်ကွင်းကတိရစ္ဆာန်လေးတွေကိုဘယ်လိုလမ်းကြောင်းပြပေးလဲ navigate လုပ်ပေးလဲပေါ့နော်အဲ့တော့တကယ်တိရစ္ဆာန်တွေကသူ့မှာတကယ်တန်လိုက်အိမ်မြောင်မရှိဘူး canvas မရှိဘူးဒါပေမဲ့သူတို့မှာကဒီ earth magnetic field ကို interact လုပ်နိုင်တဲ့ biological mechanism ရှိတယ်အဲ့အတွက်အဲ့ဟာကသူတို့မှာ nerve ပေါ့နော်သူတို့ရဲ့ nervous system တွေ brain တွေမှာအဲ့ဟာတွေရှိတယ်အဲ့ magnetics အဲ့ sense ရှိတာအဲ့ခါကျတော့သူ species ပေါ်မူတည်ပြီးတော့เนาะသူတို့မျိုးစိတ်ပေါ်မူတည်ပြီးတော့ magnetic field provides two primary types of navigational information ရှိတယ်အဲ့တော့သူက common sense ရှိရဆိုတာကဒီ magnetic field ရဲ့ direction ကို sense လုပ်ခြင်းအပြင်တိရစ္ဆာန်လေးတွေက animals know which way it's north or south ဘယ်ဟာကမြောက်ဘက်လဲဘယ်ဟာတောင်ဘက်လဲဆိုတာကိုပြတယ် this helps them maintain a straight trajectory during migration သူတို့
အုပ်စုလိုက်သွားလာတဲ့အခါတွေမှာဘယ်လမ်းကိုရွေးချယ်နိုင်တာပေါ့နော် maintain လုပ်နိုင်တယ်အဲ့ဒါကိုဒီ earth magnetic field ကိုညီပြည့်ရဲ့နောက်က map sense ပေါ့ earth magnetic field က uniform မရှိဘူးသူ့ရဲ့ intensity တွေ angle တွေပေါ်မှာမူတည်ရဲ့အဲ့ပေါ်မှာမူတည်ပြီးတော့ some animals can detect these subtle variation in magnetic signposts to figure out their exact geographic location အဲ့တော့ဒီ animal တွေကနေပြီးတော့ဒီပထဝီနေထားပေါ့နော်ဘယ်ဟာတိတိကျကျသွားမလဲဆိုတဲ့ဟာကို figure out လုပ်နိုင်တယ်အဲ့တော့ဒီ signpost အနေနဲ့ဒါကိုသုံးလို့ရတယ်အဲ့တော့ map အနေနဲ့မြေပုံအနေနဲ့သုံးလို့ရတာပေါ့နော် where its Earth's magnetic field ကမ္ဘာတန်လိုက်စကွင်းကဘယ်နေရာမှာရှိလဲဒါတို့သမီးတို့သိလားတကယ်တော့ကမ္ဘာကြီးမှာမြင်မမြင်ရတဲ့ magnetic field ရှိနေတယ်ဆိုတာကိုတော့အလုံးသိတယ်အဲ့ဘာလို့သိနိုင်လဲဆိုတော့ canvas နဲ့တန်လိုက်အိမ်မြောင်နဲ့ဆန်းတဲ့အတွက်ကြောင့်သိတာအဲ့တော့တန်လိုက်အိမ်မြောင်ကမြောက်ဖက်ကိုညွှန်နေတဲ့အရက်ကိုမြောက်အရက်လို့ခေါ်တယ်တကယ်ကတော့ south pole နော်အဲ့တော့ Earth magnetic field extends far above the atmosphere into an invisible protective bubbles in space called the magnetosphere, which is the outermost region of Earth's atmosphere. ကမ္ဘာတန်လိုက်စကွင်းကြီးကမြင်တော့မမြင်ရဘူးဒါပေမဲ့ space ထဲကို bubble အနေနဲ့ protective ဖြစ်နေတဲ့အဲ့ဟာကို magnetosphere လို့ခေါ်တယ်သူဒီကမ္ဘာ atmosphere region ရဲ့ outermost အပြင်ဘက်ဆုံးမှာရှိတယ် it consists of several dynamic zone အဲ့တော့ဒီမှာ dynamic zone တွေအများကြီးရှိတယ်အဲ့ဘယ်ကနေစလဲဒီ region ကြီးဘယ်ကစလဲဆိုရင် it begins in the upper regions of the ionosphere overlapping with the thermosphere and exosphere and extends tens of thousands of kilometers into space အဲ့တော့ ionosphere ရဲ့ upper region ကနေစတယ်အဲ့တော့ thermosphere နဲ့ exosphere မှာတော့ overlap ဖြစ်နေတယ်ဟို space ထဲကိုတကယ်ကတော့ millions of kilometer အကွာအဝေးမှာရှိနေတာပေါ့နော်အဲ့ဒီကို extend ဖြစ်ကဲစိတ်ဝင်စားဖို့မကောင်းဘူးလားကမ္ဘာတန်လိုက်စကွင်းအကြောင်းကိုလေ့လာရတာဒီနေ့သင်ခန်းစာလေးကို summary အနှစ်ချုပ်လိုက်မယ်ဆိုလို့ရှိရင် the Earth's magnetic field is useful because it guides navigation ကမ္ဘာတန်လိုက်စကွင်းကသုံးဝင်တယ်ဘယ်လိုလုပ်ပေးလဲဆိုရင် navigation အနေနဲ့ guideline လုပ်ပေးတယ်နောက်ကနေရလာမဲ့ solar wind တွေကို protect လုပ်ပေးတယ်အဲ့တော့ကြောင့် protects life from radiation radiation တွေ protect လုပ်ပေးတဲ့အတွက်ကြောင့် atmosphere ကို stable ဖြစ်စေတယ်အဲ့အတွက်ကြောင့် preserve the atmosphere create auroras တွေကိုဖြစ်ပေါ်စေတယ်နောက်တစ်ခါ animals တွေ migrate လုပ်တဲ့အခါမှာလည်းပဲကူညီပေးတယ်ကဲဒါဆိုရင်တို့သမီးတို့ကကမ္ဘာတန်လိုက်စကွင်းရဲ့အကြောင်းကိုသိသွားပြီဘယ်လိုအသုံးဝင်လဲဆိုတာလည်းသိသွားပြီเนาะသိချင်တဲ့အကြောင်းအရာလေးတစ်ချက်ကိုမေးအောင်เนาะဒီချက်အသစ်တင်တဲ့ဗီဒီယိုတွေကိုတင်ပြီးချင်းကြည့်နိုင်အောင် subscribe button လေးလည်းနှိပ်ထားပေးအောင်เนาะမေးချင်တဲ့သိချင်တဲ့အကြောင်းတွေကို comment မှာမိထားပေးเนาะ like and share လေးလည်းလုပ်ပေးကြပါအောင်เนาะဒါတို့သမီးတို့ Thanks for watching. See you next video.